ULA 在乌小波小台湾人帮那些人的文给考虑了好嘛个公布啥不来白所以别可能飞来白。ဒီတဝန်လုံးဟာအာရခတက်တော်ရဲ့အကြီးအကဲဖြစ်တဲ့ဘူရှောက်ထွန်းမြတ်နိုင်ရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးစီကိုပထမဆုံးအကြိမ်ပေးပို့တဲ့စာဖြစ်တယ်လို့ဖော်ပြပါတယ်။ဘူရှောက်ထွန်းမြတ်နိုင်ရဲ့စာထဲမှာလက်တွေ့ကြပြီးရေရှည်တည်တံ့သောဖြည့်ရှင်းချက်တွေအတွက်မျှော်လင့်ချက်တွေကိုဖော်ပြခဲ့ပြီးဘင်္ဂလားဒေ့ရှ်နဲ့အာရခပြည်အကြားရှစ်ကြည်ရင်းနှီးမှုလမ်းကြောင်းတစ်တစ်ခုကိုရေးဆွဲဖို့နှစ်ဖက်စလုံးအနေနဲ့အခွင့်အရေးရှိတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။အရင်ကြားဖြတ်အစိုးရလက်ထက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်ဖြစ်သူလက်ရှိတာရစ်ရာမန်ဦးဆောင်တဲ့ BNP အစိုးရလက်ထက်မှာနိုင်ငံသားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရသူခါလီလူကမကြသေးမီကဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေအရေးကိစ္စနဲ့ပတ်သက်ပြီးနှစ်ဖက်စလုံးနဲ့ဆက်သွယ်နေတယ်လို့အတည်ပြုခဲ့ပါတယ်။မြန်မာစစ်ကော်မရှင်နိုင်ငံသားရေးဝန်ကြီးဦးသိန်းဆွေကလည်းအလားတူဝမ်းမြောက်ကြောင်းတဝန်လာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးသစ်စီကိုတဝန်လာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းစကားတွေဟာဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်အကြပ်အတဲကိုဖြေရှင်းဖို့ဘင်္ဂလားဒေ့ရှ်အစိုးရတင်တဲ့အတူပူးပေါင်းဆောင်ရွက်ဖို့အတွက်မြန်မာအစိုးရနဲ့အာရခတပ်တော် AA ပါနှစ်ဖက်စလုံးကအသင့်ရှိနေကြောင်းကိုထင်ဟပ်နေပုံရတယ်လို့လည်း BSS သတင်းမှာဖော်ပြထားပါတယ်ရှင်။ နောက်ပြီးကျွန်တော်တို့အားလုံးတသားငါးသာပါစာကကြောက်ပုံမှာစက်ကောင်မရှင်ကစက်ကောင်ထိုးလာတဲ့တော့နာအာရခတဲ့တော့နာတိုင်ပိကြတော့ break ရဲ့စက်ကောင်မရှင်က next ကြော်ဖိဆုံးပါတယ်ဆိုပြီးကျွန်တော်သိရပါတယ်အင်အားရာကနန်းလောက်ပါတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့မနက်ပိုင်းကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့နေမြေထဲနေကျွန်းဝင်လာရာကနေ AA တပ်ဖွဲ့ဝင်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကိုခံခဲ့ရပြီးထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တာလို့စီရေးသတင်းရင်းမြစ်တယောက်ကပြောဆိုပါရယ်စစ်ကော်မရှင်တပ်ကကြောက်ဖြူမြို့နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းပြည်သူစစ်မှုထမ်းအင်အားအများအပြားကိုအသုံးပြုပြီးနေရာပေါင်းစုံက AA ထိန်းချုပ်ထားရာနေရာတွေကိုစစ်ကြောင်းထိုးတိုက်ခိုက်နေပေမဲ့ AA ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်သားတွေအကြအဆုံးအများကြီးရှိနေတယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေကပြောကြပါရယ်ဖေဖော်ဝါရီလ18ရက်နေ့ကလည်းတိုင်းရှောင်းစစ်ပတ်ဝန်းကျင်ကိုစစ်ကြောင်းထိုးလာတဲ့32ရေးတပ်ရင်ဖက်ကထုံနှုတ်စုပေါင်းအင်အား80လောက်ဟာလည်းအာရခတပ်တော် AAC တိုက်ခိုက်ရှင်းမခံရပြီးစစ်သား10ယောက်ထပ်မံသေဆုံးကနောက်ဆုတ်ထွက်ပြေးသွားခဲ့ရတယ်လို့သတင်းရရှိပါရယ်နောက်ပြီးကျွန်တော်တို့အားလုံးတသားငါးသာပါစာကမမ်ဘရာမိုနေမှာအန်ဒီကန်ရှောင်းမှုတော့နာအာရခတဲ့တော်ကအလုံးတွေကိုလုံးနေပါတယ်ဆိုလို့ပြီးကျွန်တော်သိနေပါတယ်မမ်ဘာမရိုနယ်အတွက်ရန်အန်ဒရီကောင်းဆောင်ရီလုံငန်းတီကိုအာရခပြည်သူတိုလန်ရီအစိုးရ၏တရဥပဒေစွန်မော်ရီနဲ့ပြည်သူလုံခုရီဌာနဒီလက်တဲဖွဲဝန်တီကအဟင်းအဟုံမလားလုံးစော်လို့ဟင်းနေရဲလို့ဒေတာခန်တီကပြောပါတယ်အာရခတဲတို့အေအေအနေနဲ့ပလဲဝါအပါအဝန်နိုးနေစင်ကောက်ကူကျော်ကိုတီပိတ်ထိချုပ်ပြီးရှင်ကားစားလို့အာရခပြည်သူလူထူးတို့ရန်အန်ဒရီကောင်းဖို့အတွက်ဒီလက်တွဲပွဲဝန်တီကကဲမဲဆော်ဝဲလို့ဟင်းအားလဲဟင်းမှာလဲရဲအန်ဒရီကောင်းရှောင်းရီကိုအယောင်ကားတဲ့တစိမ့်မဲမဲတူမလားလုံးဆောင်နေရဲလို့မဘာမရိုခန်တူမာပြပါရယ်ကိုတက်တော်အနေနဲ့ဒီမျိုးဒီကိုသိမ့်ပြီးရှင်အောင်စားပြီးခေကျွန်တော်ဒီမျိုးဒီရော်ဒီမှာရိုက်စီကန်လန်စီကန်နဲ့ပတ်သက်လို့ဒီတောင်းတော့ကြတဲ့တီတီယာကိုလုံးဆော်လို့ဟင်းပါပဲဒီကျွန်တော်မောင်းပြမှာဆိုခေဒီလက်တက်ဖွဲ့ဝန်တီကဒီလူလောက်လူလာမြောက်ဝေလန့်ဆွန်လန့်ခွတ်ဒီမှာစနေတိကျနဲ့ကမ်းမပြီးလို့ဟင်းပါပဲရိုက်ကိုဒီလေးရှောင်းပြီးလို့ဟင်းပါပဲဒီအဓိကတော့ကျွန်တော်ပြည်သူတွေအနေနဲ့ရန်တွေမှာဖိုက်စီရအောင်ဒီရန်တွေတီကအသက်ဒီမဆုံးစီရအောင်ဆိုပြီးဒီအခုပိုင်ဒီဇိုင်းမနဲ့လုံးဆော်ပြီးနေစောပါရောက်တော့ဆော်ဝဲရာမှာစိုက်ကစီကစိုက်ကအောက်ထောက်ဆော့ခဲ့ဖို့မိတ်ပိတ်ကိုတဲဖို့နဲ့စိုက်ကတစီမှာလူနှစ်ယောက်ထက်ပိုမစီဖို့အပြောင်းရိတ်တစီမှာတွေးဆုံရာဖို့လက္ခဏာရဲတီစားရည်စေကန်ရှယ်တီကိုမလိမ့်နာသူတီအောင်ထီထီရာရာအရေးယူနင်းကြောလေသူကဆိုပါရယ်အယောင်ကရောင်ပဲမဲထားရရောင်စေကန်ရှယ်တီမလိမ့်နာသူတီကိုတဲဆိုင်ရာကရွှေထဲပြိတ္တန်နဲ့စိုက်ကကိုတရဲသိစီပြီးခံဝင်ကတိနဲ့ပြန်လွဲပြီးခါကလေးလေဟင်းမှာရိတ်စေကန်မလိမ့်နာသူတီကိုဒေတာဆရာဒီလဲဌာနကရဲအန်ဒရီကောရှောင်းရီနဲ့မိုတိုရဲစီမံခန့်ခွဲမှုဥပဒေပုံမှာရှိတ်စေခနိုင်တဲ့အမုန်းဖွာအရေးယူနေရဲလို့သိရပါတယ်။ရောင်အပြောင်းရိတ်စီသူတီအနေနဲ့လိုင်းနာရာဖို့စေကန်ရှယ်တီပါတဲ့စိတ်ပုတ်တီကိုလည်းလက်စွန်လန်ခွာတီအဝီဘီကော်လန်မာတီမှာထောင်ထောင်ရှာရှာစိတ်ထူထပနာတတိပီနိုးဆုံမှုတီအယောင်ကားထဲပေါ်လို့လုံးဆုံလို့ဟင်ပရီကေ
ဒီလဲတဲဖွေးဝေါတီကရဲအလောအလာမြော့ရလန်မာတီလန်ခါဆုံတီမာရဲပနာပီသူလိုရဲအန်ဒရေမဖိစီရီရဲဂရိုတီကိုရှောင်းလောင်းပြီးတော့ဟင်းဂရောလဲပြီးဟင်းရပါတယ် နောက်ပြီးကျွန်တော်အားထုတ်တန်းလာသပါစာကရခိုင်မှာငါနာတယန်ဇာတာကိုတင်းတင်းပေါ်တော့နာအာရခတက်တော်ကအလုံးတိကိုလုံးနေပါတယ်ဆိုပြီးကျွန်တော်သိနေပါတယ် ငါးနဲ့ရေသီးစားတာထိမ့်သိမ်းရေးလုပ်ငန်းစဉ်တွေကိုမြောက်ဦးမြို့နယ်ကစလို့စတင်ဆောင်ရွက်နေပြီးကြံမြို့နယ်တွေကိုလည်းတိုးချဲ့ဆောင်ရွက်သွားမယ်လို့မြောက်ဦးမြို့နယ်ငါးနဲ့ရေသီးစားတာထိမ့်သိမ်းရေးဦးစီးဌာနကပြောပါတယ်ဒီလုပ်ငန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်လောက်ကနေစတင်လုပ်ကိုင်အကောင့်ထဲပေါ်နေတာဖြစ်ပြီးကော်မတီတွေလိုက်ဖွဲ့တာနဲ့အသိပညာပေးတာတွေကိုလှုပ်ဆောင်နေပြီလို့ပြောပါတယ်ငါးနဲ့ရေသီးစားတာထိမ့်သိမ်းရေးအတွက်စီကံချက်၅ချက်ပါတဲ့အမိန့်စာတစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်ပင်လယ်လိပ်ရေဝက်ငမန်းလင်းရှူလပိုင်နဲ့ဝေလာငါးစတဲ့ရှားပါရင်းနေတရားတွေကိုဖမ်းဆီးတပ်ဖြတ်ရောင်းချခြင်းမပြုရဘူးလို့သတိပေးထားပါတယ်အစိတ်ချငါးဖမ်းစီတာလျှက်စစ်နဲ့ short တိုက်ငါးဖမ်းစီတာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ငါးဖမ်းစီတာတွေကိုမလုပ်ဖို့တားမြစ်ထားပါတယ်အဲ့ဒါတွေကိုချိုးဖောက်ရင်တော့ထိထိရောက်ရေးယူသွားမယ်လို့ ULA ကသတိပေးထားပါတယ်ငါးနဲ့ရေတယံစာတထိမ့်သိမ်းရေးစီကံချက်တွေကိုအာရခတတော် AA အနေနဲ့မြို့နယ်တိုင်းမှာအတိပေးမှုပုံမကျပြန့်စွာလှုပ်ဆောင်တဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ကျွန်တော်တို့ဒီနေ့က18ရက်တန်းထောက်ကအာရခနိုင်ငံရာသတန်းငယ်လောက်ပါတယ်ကျွန်တော်တို့ဒီနေ့ကဒီဗီဒီယိုရမှာဆုံးသက်ပါတယ်အာရခပေတဲ့ပေါင်းအောင်တော့ကတော့ပါ